ငါစပင်ဘလို့လဲကောင်းကြည့်ပေးရောရလာဘယ်လဲရွှေတကုံစီဒီတော်ကြီးကို background တော့ကောင်းကောင်းထားပေးနော်လူမလိုက်တော့မှနော်နောက်ခံလေးလာမှလိုက်ရသွားတာမျိုးပေါ့အညာပေါ့အာဒီခေါနောက်ဆုံး ဟိုစိတ် ဒီခေါနောက်ဆုံးဖို့တော့ငါမရိုက်တော့ဘူးနော်စိတ်မရှိတော့ စိတ်ရလေးပြောင်းလေကမေးရမိပါလေဒါလည်းမဟုတ်ထားတဲ့ fashion နဲ့ style နဲ့ပါလို့ပါလို့ရပြီရောကြည့်ရပြီလားဆင်ပြေလား စပင်ရလေဒီတစ်ချောင်းဖြစ်နေတဲ့ဟာကိုနေရ နင်စပင်းကချွေးထွက်နေရလေ ချွေးတယ်ဘာမှမပြောလားပြောလေဒီမပြောလေလာလားမလာလားငါပြောပေးတယ်တင်းငယ်ချင်းကောင်းမပြကြတာ မင်းကဒီအကတချင်းကျွတ်တစ်ခုထဲကိုပဲနင်ကဘယ်နှခါကမလဲအခါ30ခါလောက်ကြောသူများတယ်171ကလည်းနင်ကပါလေထားတဲ့ fashion ကပါလေခါလောက်ရှိ ငါကောက်မရတာငါကောက်မသိမရတာဘယ်လောက်ရှိသေးလဲရှိပါသေးရဲ့တစ်ဆယ်တယ်ရသေးရဲ့ဆေးဖို့လို့ကောက်လို့ရသေးရဲ့ S တစ်ဆယ်နဲ့ နင်ဆိုင်ငါစစ်တူလာပြီနင်ကိုလည်းနင်ကျွတ်မတွေ့ငါတော့ကျွတ်တော့မှာပဲမြင်လို့ငါဒီမှာရပူနေပြီပြောင်းလေကမရမိပါတယ်ဒီဒီတုံးလို့စီပါတယ်လမ်းထဲမှာကွယ်ချစ်တဲ့ကောင်းလေးပြောင်းရှောင်းလေးဦးရဲ့ရှောက်ကလေးရလာရပါလေတချင်းအဲ့လိုမရှင်နဲ့ရနည်းနည်းတော့လောက်ပြဖြတ်လိုက်မယ်ဟုတ်နေပြီ မြင်လို့ငါ ကောင်းလေးတိတ်မပါဘူးဟောနင်းကငါပြောပြီလေရွှေတကုံစီဒီတော်ကြီးကောင်းလေးပါအောင်လို့ငါ့ကိုတိတ်မပါလေးရတယ်တခြားလေးပါလေးရတယ် အဲ့ဆိုနေမပါနဲ့တော့ချွေတကူတချင်းနဲ့ချွေတကူပဲရိုက်လိုက်မယ်လေ အဲ့လိုမဟုတ်ဘူးလေကွာနင်းပါပေါ့ငါလည်းပါနှစ်ခုလုံးများပါအောင်ပြောတာပေါ့ကွာဒီကလည်း ခဏမှအေးချမ်းနေရကို မရိုက်သေးဘူးငါမြင်ငါတက်ပြမြင်ဆောင်မလဲဖမ်းဖြစ်အောင်လို့ ဒီကကော ဟုတ်စိတ်နောက်ဆုံးနော်ပြိုတယ် ပါရေမပါလာဘူးလား ပါဘူးဘာမှပါဘူးနင်ကပါဘူးနင်တော့ဒီလောက်ကစကုန်နေတာစိတ် စိတ်ကြောက်လေးပြောင်းလေကနောက်ဆုံးဒီစလိုးကနောက်ဆုံး ရပြီတော့မရိုက်တော့ရော့ နောက်ဆုံးတပုတ်ပဲခါပဲစိတ်ခါပဲလို့ ရိုက်ခဲ့ပြီဘာမှကျွေးပါရိုက်လိုက် ဟိုကခဏအေးတိုင်ပဲနင်အေးတိုင်ပဲ မယ်လေလို့ နင်ကချွေးရည်ပဲကတာလည်းမဟုတ်ပဲနင်ကဘာလို့ချွေးထွက်နေလဲ โอเคတော့ကိုစိတ်နောက်ဆုံး哎呦我的妈！ဒီနောက်ဆုံးဟဲ့ဒီဆုံး ဒီချင်ရလေးတရားပြန်လေကမရမိပါတယ်ဒီလို့စီပါတယ်လမ်းထဲမှာကွယ် ပြီးပြီလား ရပြီတော်လိုက်တော့လာပြီလာပြီ ဟုတ်တယ် ဒီတော့မတော်ရင်လည်းမပြီးတော့ငါမ ဘယ်မှာလဲရွှေတကုံစီဒီတော့မပေါအောင်များရိုက်နေသလားလို့ တော်ပြီတော့ငါမရိုက်ချင်တော့စိတ်ကြက်လာပြီနေလေ ပြိုတယ် စိတ်တငယ်ချီနောက်ဆုံး အာရှုံမဲ ဒီချင်ရလေးတရားပြန်လေကမရမိပါတယ်ပြိုတယ်စီပါတယ်လမ်းထဲမှာကွယ် ပြီးပြီလားဒါပဲလားဟဲ့ပြီစီအောင် တော်ပြီတော့ပါပြီဟိုမှာရွှေကုန်းစီကိုထင်းနေရပဲနေခေါင်းတော့မပါတော့ဘူးဒီလိုက် โอเค ဒါပြင်လို့ရပူနေပြီပြန်လို့ရအောင် အေးတော့အိမ်ပြန်လို့တော့အိမ်ပြန်မလား အိမ်ဘာအိမ်ပြန်ဆက်လဲဘာကျေးဇူးတက်တက်လားဘာအိမ်ပြန်လဲတခုစားမယ်တခုတောက်မယ် အစားမလဲစားရတော့အမမခံတောက်တာတော့အမခံတယ်ဆမ်ရှိအေးတိုင်မယ်လာ ဘယ်မှာလဲ ဘာလို့စပွန်ဆာရေးတက်ဖြစ်ချွေတက်လေးတိလား မသိငါ ဘာလို့ချွေးထက်နေလို့ဘယ်လဲကုန်ဆုံးသွားရေးတက်တွေပြန်လေးဖြစ်အောင်လို့စပွန်ဆာတောက်တာ ခုမှပဲလူဖြစ်တော့တယ် စပွန်ဆာကထိုင်းနိုင်ငံရဲ့နံပါတ်1ရေသက်အဖြစ်အချိုးဖြစ်ပါတယ်။ကုန်ဆုံးသွားတဲ့ရေသက်တွေကိုစပွန်ဆာနဲ့အတူအဖြစ်လိုက်ပါ။စပွန်ဆာကိုအားကစားလုပ်ပြီးချွေးတဲ့ချိန်တိုင်းမှာကနေ့စဉ်လှုပ်ရှားသွားလာတော့မိုးပန်းလာတဲ့အချိန်မှာလည်းတောက်သွင်းနိုင်ပါတယ်။ရာသီအချိန်တိုင်းစပွန်ဆာနဲ့အတူလမ်းဆန်လိုက်ပါ။